မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်စက်တင်ဘာ3ရက်နေ့ညရရှိထားသောသတင်းတွေကိုကျမအခုမှန်ဂျေလာကနေပြီးတော့တင်ဆက်ပေးတော့ပါမယ်ရှင်ဗမော်မြို့မှာစက်တင်ဘာ2ရက်နေ့ကစပြီးစစ်ကောင်စီတပ်နဲ့ကြံရင်ပူပေါင်းတပ်များကြားတဖန်ပြက်လက်တိုက်ပွဲများပြင်းထန်နေကြောင်းရှေ့တန်းတည်င်းရင်းမြစ်များထပ်မံသိရပါရရှင်စစ်ကောင်စီဘက်ကလည်းနေ့တိုင်းလေကြောင်းတိုက်ခတ်မှုများကိုအဓိကထားလှုပ်ဆောင်နေပြီးစစ်ရင်အားများတူချေကခြေလင်တက်များနဲ့ထိုးစစ်ဆင်မှုတွေရှိတာကြောင့် KIA ပူပေါင်းတက်များနဲ့နေ့တိုင်းတိုက်ပွဲများပြင်းထန်ဖြစ်ပွားနေကြောင်းသိရပါတယ်။ဗမော်မြို့ကို KIA ပူပေါင်းတက်များကလွန်ခဲ့သော2024ဒီဇင်ဘာ4ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး2025အောက်ဂတ်လတွင်တကြိုပြန်တိုက်ပွဲပြန်လည်ပြင်းထန်လျက်ရှိကြောင်းသိရပါတယ်ရှင်။KIA တပ်မဟာနေမြေအတွင်းစက်တင်ဘာ2ရက်နေ့ည9:08မိနစ်အချိန်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။မြစ်ကြီးနားကတက်လာတဲ့ဝိုင်ထွေးလေရင်ပြေဘုံစီချိန်ခန့်ကျေးချကတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်ရှင်။ယခုအချိန်စစ်ကောင်စီဘက်မှတိုက်ပွဲများဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့်ပြည်သူများအနေနဲ့အထူးသတိပြုနေထိုင်ရန်တိုက်ဆိုင်ရာတာဝန်ရှိသူများမှလည်းသတိပေးပြောဆိုမှုများရှိကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ခေကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။